သွားတွေကိုဖြူစင်ခြင်းရင်တစ်ခါတလေမှာအရင်ဆုံးဝါသွားအောင်လုပ်ဖို့လိုအပ်ပါတယ်ဒီစနွင်းသွားတိုက်ဆေးဟာအဝါရောင်တန်းနေပေမဲ့သွားကြိုးတွေကိုဖယ်ရှားပေးပြီးခံတွင်းကိုကျန်းမာစေမဲ့အစွမ်းထက်ဆေးနည်းတစ်ခုပါနောက်မှပြန်ကြည့်လို့ရအောင်ဒီဗီဒီယိုလေးကိုတိန်းနဲ့ခလုတ်နှက်ထားလိုက်ပါဦးပထမဆုံးအုံးစီလက်ဖက်ရည်စုံတစ်စုံထည့်ပါအုံးစီဟာခံတွင်းထဲကဘက်တီးရီးယားတွေကိုတိုက်ဖြတ်ပေးပြီးသွားဖုံးကိုကျန်းမာစေပါတယ်နောက်ထပ်စနွင်းမှုလက်ဖက်ရည်စုံတစ်ဝက်ထည့်ပါနနွင်းဟာသွားတွေကိုတဘာဝအတိုင်းဖြူစင်စေတဲ့အပြင်သွားဖုံးရောင်ရမ်းတာကိုလည်းရောကြစေပါတယ်ပြီးရင်တော့မိုးဖုတ်ဆိုတာလက်ဖက်ရည်စုံတစ်စုံထည့်ပါသူကတော့သွားပေါ်ကအစွန်းထင်းတွေကိုအသာအရာတိုက်ချွတ်ပေးမှာပါနောက်ဆုံးမှာတော့လန်းဆန်းစေဖို့တံပြာကြီးအဆက်နှဲငယ်နဲ့တင်ပုံမှန်သုံးနေကြသွားတိုက်စေးအနှဲငယ်ကိုရောထည့်လိုက်ပါပါဝင်ပစ္စည်းအလုံးကိုတမအောင်မွေပြီးရင်တော့သွားတိုက်တန်တဲ့တို့ယူက2မိနစ်ကနေ3မိနစ်ခန့်အသာအရာတိုက်ပေးပါပြီးရင်ရေနဲ့စင်ကြယ်အောင်ဆေးချလိုက်ပါတစ်ပတ်ကို2ချိန်လောက်ပုံမှန်လုပ်ပေးမယ်ဆိုရင်တင့်ရဲ့သွားလေးတွေအော်စဖွဲဖြူစင်ဝင်းပလာတာကိုတွေ့ရပါလိမ့်မယ်ဒီဗီဒီယိုကိုဘယ်ရက်ဒေတာကနေကြည့်နေတာလဲဆိုတာကျွန်တော်သိပါရစေဦးအခုလိုတဘာဝဆေးနှဲလေးတွေထက်လို့ချင်ရင်တော့ comment မှာ yes လို့ရေးပေးခဲ့ပါဦးနော်